ခုံးကောင်လေးကသူ့အခွန်လေးကိုဖွင့်တာမြင်ရတဲ့အခါခဏလေးရက်ပြီးတော့ကြည့်ဖို့တန်ပါတယ်နော်ဘာလို့လဲဆိုတော့တမျိုးပြောရရင်သူကလည်းကိုကိုပြန်ကြည့်နေတာမျိုးဖြစ်နေနိုင်လို့ပါပဲခုံးကောင်ခွန်ရဲ့အစွန်းတစ်လျှောက်မှာအပြာရောင်အဆက်လေးတွေကအဝိုင်းလိုက်လေးရှိနေတာကိုတွေ့ရပါလိမ့်မယ်အဲ့ဒီအဆက်လေးတွေကိုမျက်လုံးအဆက်လေးတွေလို့ခေါ်ကြပြီးတော့သူတို့ကမျက်လုံးတွေနဲ့နည်းနည်းဆင်တူတဲ့ပုံစံမျိုးအလုပ်လုပ်ကြတာပေါ့နော်သူတို့ကပုံရိပ်တွေကိုရှင်းရှင်းလင်းလင်းမြင်နိုင်စွမ်းတော့မရှိပေမဲ့အလင်းရောင်ပြတောင်းလဲတာရဲ့လှုပ်ရှားတာတွေကိုတော့အရန်ကိုအာယုံခံနိုင်ကြပါတယ်ဒီထဲမှာထူးခြားတဲ့အနှောက်အယှက်တစ်ခုခုဖြစ်လာပြီးဒါမှမဟုတ်အနားမှာအနေရဖြစ်နိုင်တဲ့အရာတစ်ခုခုရှိနေပြီဆိုရင်ခုံးကောင်လေးကသူ့ရဲ့အပြင်းနဲ့ကြက်သားကိုအသုံးပြုပြီးအခွန်ကိုချက်ချင်းပိတ်လိုက်ပြီးမြန်မြန်ဆန်ဆန်တုတ်ပြန်တတ်ပါတယ်နော်ဒါကသူ့ကိုယ်သူကာကွယ်တဲ့နည်းလမ်းတစ်ခုတည်းတော့မဟုတ်ဘူးသူကသူ့ရဲ့ရေထုတ်ပြွန်လေးတွေနဲ့လည်းတွဲပြီးတော့ရေပန်းတွေကိုပန်းထွက်အောင်လုပ်တာမျိုးလည်းရှိပါသေးတယ်အဲ့ဒီရေပန်းတွေဘဲကိုဥတီမယ်ဆိုတာကိုထိန်းချုပ်ပြီးတော့ခုံးကောင်တွေကနောက်ပြန်တွန်းကန်အားနဲ့ရွေးရနိုင်ကြပါတယ်တစ်ခါပိတ်လိုက်တိုင်းပင်လယ်ကျမ်းပြင်ပေါ်မှာစင်တီမီတာအနည်းငယ်လောက်ရှေ့ကိုရောက်သွားနိုင်ပြီးတော့သူကအခွန်ကိုခဏခဏပိတ်လိုက်ဖွင့်လိုက်လုပ်နေမယ်ဆိုရင်တော့ရှေ့ကိုခုံပေါက်ပြီးသွားနေတယ်လို့မျိုးဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတာကတော့သူကရေပန်းတွေဘဲကိုထွက်မယ်ဆိုတာကိုချိန်ကြီးပြီးတော့သူ့ရဲ့လမ်းကြောင်းကိုပြောင်းလဲနိုင်တာပါပဲဥပမာနောက်ပြန်ရွေ့တာဘေးတိုက်ရွေ့တာစသဖြင့်ပေါ့နော်